ကျမတို့ရဲ့လက်တဆုံစီတိုင်းကခီလန်တစ်ခုရဲ့အဆောက်ကိုကိုစားပြုနေပါတယ်။အိမ်မက်တွေအသစ်စတင်ခြင်းတွေရှေ့ဆက်လမ်းမှုတပ်တွေနဲ့ပြည့်နေတဲ့ခီလန်တစ်ခုပေါ့။ခီလန်တခြားရှေ့လူတွေဖြတ်တန်းလာတဲ့တွေ့ကြုံတွေကိုကျမတို့ဟာလက်ဆင့်ကမ်းရင်သင်ယူရင်တိုးတက်လာရင်နဲ့ပဲစိန်ခေါ်မှုတွေကိုခွင်လန်းသစ်ဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ကဘာကြီးကိုလှပဆုံးပုံဖော်ရင်းနဲ့စာနာကုဏစိတ်ရှိထားပြီးထထမြက်မြက်လုပ်ငန်းတွေကိုဦးဆောင်နေတာကလည်းဒီလက်တစုံတိုင်းရဲ့ပိုင်ရှင်ကျမတို့မျိုးသမီးတွေပါပဲ။လုပ်ငန်းတွေကို manage လုပ်ရုံသက်သက်မဟုတ်ပဲလူငယ်တွေကိုရှေ့ဆောင်လမ်းပြပေးနေတဲ့အပြင်လီဒါကောင်းတွေဖြစ်လာအောင်ပြုထောင်ပေးနေတာကလည်းကျမတို့မျိုးသမီးတွေပါပဲဒီလိုခက်ခဲတဲ့ချိန်တွေမှာကျမတို့ဟာတယောက်ကိုတယောက်နားလဲပေးပြီးလက်တွဲဖိမကူညီမယ်ဆိုရင်အောင်မြင်မှုတွေကိုအတူတူဖော်ဆောင်နိုင်မှာသိကြပါပဲဒီလိုနဲ့ဘဝမှာရှေ့ဆက်လျှောက်လန်းရင်ကြုံတွေ့လာခဲ့ရတဲ့အတားအဆီးတွေခက်ခဲတွေတိုင်းမှာသင်ခန်းစာယူပြီးကျမတို့တွေဟာတဖြည်းဖြည်းနဲ့တန်မာလာခဲ့ပါတယ်ဒီလိုတမရဲကျမတို့ရဲ့လက်အစုံစီတိုင်းက UAB ဘဏ်မှာရှိတဲ့အမျိုးသမီးအားလုံးကိုကိုစားပြုနေပါတယ်။အတူတူသာဆိုရင်ကျမတို့တွေဟာတယောက်ကိုတယောက်ခွန်အားပေးနိုင်တယ်၊ဦးဆောင်နိုင်တယ်၊ပုံမတောက်ပတဲ့နာဂတ်ကိုတည်ဆောက်နိုင်ပါတယ်။